လိမ့်ထားတယ်ဗျာဝင်းပန်းကိုကောင်းမှပန်လို့စံွယ်တွေကိုထုံးထားတယ်ခင်ဗျာရင်လိုက်တယ်မပြောပါနဲ့တော့မြင်သူရှင်မူလောက်တယ်ဗျာလေလုံးကရေးထားပါတဲ့သူကကုန်းအောင်တိုင်းမှာဟောကြည့်ပါရွှွှွလေးလှမ်းလာတာရောက်ပါရအလုံးသားတဲ့ထီတဲ့ညီတဲ့ကွာရွှေမျိုးသူတွေချောတာတော့ရှိတာပေါ့နောက်တိုင်းသူတွေလာတော့ရှိတာပေါ့ဘာဝတွေနဲ့ရှင်တာကတော့တို့မြန်မာချစ်တော်သူပေါ့ရွှေမျိုးသူတွေချောတာတော့ရှိတာပေါ့နောက်တိုင်းသူတွေလာတော့ရှိတာပေါ့ဘာဝတွေနဲ့ရှင်တာကတော့တို့မြန်မာချစ်တော်သူပေါ့ဖွေးတမတနခါကိုလိမ့်ထားတယ်ဗျာဝင်းပန်းကိုကောင်းမှပန်လို့စံွယ်တွေကိုထုံးထားတယ်ခင်ဗျာရင်လိုက်တယ်မပြောပါနဲ့တော့မြင်သူရှင်မူလောက်တယ်ဗျာနေလုံးကရေးထားပါတဲ့သူကကုန်းအောင်တိုင်းမှာဟောကြည့်ပါရွှွှွလေးလှမ်းလာတာရောက်ပါရနှလုံးသားတဲ့ထီတဲ့ညီတဲ့ကွာရွှေမျိုးသူတွေချောတာတော့ရှိတာပေါ့နောက်တိုင်းသူတွေလာတော့ရှိတာပေါ့ဘာဝတွေနဲ့ရှင်တာကတော့တို့မြန်မာမိန်းကလေးတွေပေါ့ရွှေမျိုးသူတွေချောတာတော့ရှိတာပေါ့နောက်တိုင်းသူတွေလာတော့ရှိတာပေါ့ဘာဝတွေနဲ့ရှင်တာကတော့တို့မြန်မာမိန်းကလေးတွေပေါ့ရွှွှလေးလှမ်းလာတာရောက်ပါရနှလုံးသားတဲ့ထီတဲ့ညီတဲ့ကွာရွှေမျိုးသူတွေချောတာတော့ရှိတာပေါ့နောက်တိုင်းသူတွေလာတော့ရှိတာပေါ့ဘာဝတွေနဲ့ရှင်တာကတော့တို့မြန်မာချစ်တော်သူပေါ့ရွှေမျိုးသူတွေချောတာတော့ရှိတာပေါ့နောက်တိုင်းသူတွေလာတော့ရှိတာပေါ့ဘာဝတွေနဲ့ရှင်တာကတော့တို့မြန်မာမိန်းကလေးတွေပေါ့